စိန်ကြီးကပြောတရားကြီးမေဂျိုသားအေးအတိုင်းလို့အမီနေလိုက်ပေဆက်လေးမေးသောသဘောကောင်းပါမေဘူးရမရမများပါဘူးပြမျိုးကြီးသူရဲ့ပေါ်ပေါ်ရွေဆက်ဆံရေးတော့မပြန်ခြင်းဖြစ်မေပေါ်ပေါ်ရွေဆက်ဆံရေးတော့မပြန်ခြင်းဖြစ်မေဘူးရမရမများပါဘူးပြမျိုးကြီးသူရဲ့ကိုစီမာလေးအလောက်ကိုင်းမပြတ်ပေမိုးခါပြုံးတွေခါတွေနဲ့ပြောတရားကောင်းနေမိုးခါပြုံးတွေခါတွေနဲ့ပြောတရားကောင်းနေသနလာရာဒီကိုစီမာလေးအလောက်ကိုင်းမပြတ်ပေတော်သားလေးမိုးတောင်မဲ့တာပါကြည်ပြူလိုက်ပေချိုးသားအေးအတိုင်းသာရွှေလို့ရှာနေချိုးသားအေးအတိုင်းသာရွှေလို့ရှာနေတော်သားလေးမို့သားမဲ့တာပါကြည်ပြူလိုက်မေအမီတို့မျိုးလိုရောင်စုံမီးမြတ်တစ်ဖြဲမလင့်မေရင်နဲ့မီးနဲ့ချိန်ကတန်ကရွာရဲ့လာတွေတာယာငိမ်ညောင်းအိမ်ရနိုးတဲ့ဘွန်တော်လျှောက်တဲ့ရွာဦးချောင်းကတရောက်တောက်တည်းရဲ့အုံမောင်းခောက်တဲ့ခေပြူနှမငယ်လာလေတော့ကောမောင်ကြီးတို့ရွာလေရစိမ့်လေးငင်းခံရင်မြေသေးချမ်းပါအိမ်ပေါသားချောနွားနေနောင်နဲ့အတမ်းမွေးကြတာတော်သားလေးမို့စပါးဆိုင်ရင်ပြောမြူလျက်ပြန်ချိုးသားလုံးနဲ့အေးရောက်ဒီချိုးသားလုံးနဲ့အေးရောက်ဒီဘိုးဘွားလက်ထက်အမွေလေးတစ်ခုမို့တန်ဖို့ထားပါသည်ချိုးသားလုံးနဲ့အေးရောက်ဒီချိုးသားလုံးနဲ့အေးရောက်ဒီဘိုးဘွားလက်ထက်အမွေလေးတစ်ခုမို့တန်ဖို့ထားပါသည်တော်သားလေးမို့အသာမဲ့တာပါကြည်ပြူလိုက်မေချိုးသားအေးအတိုင်းသာရွှေလို့ရှာနေယုံကြည်ချစ်လိုက်ပါတော့မျိုးကြီးသူရဲ့အိမ်ကဆောင်မိတစ်ပြောင်တင်တောင်းတင်တဲ့ကြုတ်ထားနိုင်ပါလေသက်ပဲကြည်လို့မိခံရသက်ကဲချင်မှုလူရှာမယ်ဆိုအေးအောင်ရီတိုင်းလားသက်ပဲကြည်လို့မိခံရသက်ကဲချင်မှုလူရှာမယ်ဆိုအေးအောင်ရီတိုင်းလားစိန်ကြီးကပြောတရားကြီးမေဂျိုသားအေးအတိုင်းလို့အမီနေလိုက်ပေဆက်လေးမေးသောသဘောကောင်းပါမေโอเคရှောက်မယ်3 2 1အရှင်1 2 3โอเคပြစမယ်5 4 3 2 1အရှင်1 2 3 Hey